ပိုးတွေကကျိုးအရှိ18လက်မရှိတယ်18လက်မကိုဒီလိုညီညီလေးထားမယ်နော်ညီညီလေးထားပြီးတော့ဒီလိုလေးကိုင်မယ်ဒါခွင်းလေးပေါ့တကယ်လို့ပစင်ကောင်းထိုးပါဆိုပစင်ကောင်းအရင်ထိုးပါနော်ပစင်ကောင်းအရင်ထိုးပြီးတော့မှကျိုးကိုနှစ်ဖက်ကိုဒီလိုမျိုးညီညီထားမယ်နော်ပစင်ကောင်းထိုးပြီးရင်ကျန်မယ်ကျိုးအရှိရခွန်ခွဲပေါ့နော်ခွန်ခွဲလောက်ကျန်ရဆိုတော့ဒီမှာဒီလိုလေးကင်မယ်ကင်ပြီးလို့ရှိရင်ကျိုးနှစ်ချောင်းကကြာနေတယ်အလားပဲဖြစ်ရမယ်နော်ဘယ်ပဲကျိုးရညာပဲကျိုးရရှိဘယ်ပဲကျိုးကိုအရင်ဆုံးလက်ညှိုးလေးကိုပတ်လိုက်မယ်ပြီးရင်ဒီခွင်းလေးရဲ့နောက်ကနေပြီးတော့ရှေ့ကိုပြန်လာမယ်ပြီးရင်လက်မလေးနဲ့ဒီလိုလေးညှပ်ဟုတ်ပြီနော်ရင်တော့လက်ညှိုးလေးကိုပတ်တယ်ပြီးရင်လက်မလေးနဲ့ဒီလိုလေးညှပ်ထားမယ်ညှပ်ထားပြီးဆိုရင်ဒီအောက်ကကျိုးကိုဒီခွင်းနဲ့ထည့်ပြီးပြီဆိုရင်ဆွဲမယ်နော်ဆွဲတဲ့အခါကျရင်နှစ်ပတ်လုံးကျိုးနှစ်ပတ်လုံးထိပြီးတော့ဆွဲတခုပြပြီနောက်တစ်ခုထိုးမယ်ဆိုရင်ဒီမှာမလားပဲရှိရအလားပဲရှိရအဲ့ဒီခုလိုလေးပြန်ပို့မယ်ပို့ပြီးတော့နောက်လိုပြန်ကင်မယ်ကင်ပြီးတော့ပတ်ပြီးရင်ပတ်ပြီးရခါကျရင်အောက်ကကျိုးနော်အောက်ကကျိုးထဲမှာနော်ပတ်ပြီးကျိုးမထဲဘူးနော်ဘာမှဆိုတော့တေချာပြန်ပြောတော့ပါဆိုရင်နှစ်ခုရပြီအဲ့လိုဒီလောက်တာမယ်နော်မလားပြန်ပြောပို့မယ်ပြီးရင်ပြန်ခိုင်းမယ်ပြီးရင်ပတ်မယ်ပြီးရင်အောက်ကကျိုးထည့်မယ်ထည့်ပြီးရင်ဆွဲမယ်နော်ဆွဲတဲ့ခါကျရင်ကျိုးကိုအရင်တင်းနေအောင်မဆွဲနဲ့နော်ဖွားလေးထိန်ဆွဲပြီးဟိုဘက်နဲ့ဒီဘက်နဲ့ညှိပြီးတော့ထိန်ဆွဲပြီးဆိုရင်သုံးခုရပြီဒါဆိုရင်9ခုရပြီ1နဲ့3 4 5 6ခုဒါကျိုးအရှိ18လက်မှာနော်18လက်မှာကို9ခုရတယ်အဲဆိုတော့နောက်ဆုံးပြီးသွားလို့ရှိရင်ဒီနှစ်စကိုခြိလိုက်အောင်မယ်နော်ဒီနှစ်စအောင်ဒီလိုလေးခြိပြီးတော့မှမလားပါမှာအစားတက်မယ်နော်
ပြီးရင်ဒီမှာအဆောက်ဖွာမှာဆိုတော့မီးတက်မှာမီးတက်တဲ့ခါကျတအားမရှိဘူးနော်မီးပြည့်တယ်ဆိုရုံပဲမဖွာရင်မဖွာဘူးဆိုရုံပဲနော်တိုင်းရှို့ကြတယ်မာတော့ဒါဆိုရင်ပိုးကြီးတွေရပြီနော်ခြေပိုးနဲ့ထိုးရင်ပိုးလာတယ်နော်ခြေပိုးနဲ့ထိုး